皆さん、こんにちは。2021ဒီဇင်ဘာမှာမိဘတဲ့မွန်တိုင်းဖူတင်ကဥပရှင်ရှင်းလုပ်တာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးတစ်ခုကကြတော့မိဘရေဖတ်မယ်ပေါ့နော်။スギの4人はスーパー森下で買い物を終えたところで買った商品を自宅まで届けてほしいと考えている。この中で店の宅配サービスを利用できるのは誰か。အဲ့တော့ဒီအောက်က၄ယောက်ကပေါ့နော်စူပါမိုရီစတိုင်စ်မှာဈေးဝယ်ပြီးတော့ဝယ်ထားတဲ့ပစ္စည်းတို့အိမ်ကိုပို့ချင်တယ်ပေါ့နော်အဲ့တော့ဒီမှာမှဘယ်သူကအိမ်ကိုပို့လို့ရတဲ့ service ကိုလုပ်လို့အိမ်ရောက်ပို့ပေးတဲ့ service ကိုဘယ်သူကရမှာလဲဆိုရင်ပုံစံမျိုးပေါ့နော်ဘယ်သူကသုံးရမှာလဲဆိုရင်အဓိပ္ပာယ်ပါはい。အဲ့တော့ဒီမှာဆိုရင်ဒီဆောင်က南区平川町に町名ပါအိမ်ပို့မယ်ပေါ့နော်ပြီးရင်အပြင်လူပြင်လာတော့ရ5300ကုန်ဒါနဲ့中区川口屋じゃ中区緑町町名一般会員ပုံမှန်ပြီး2500နှစ်ကိုဟာဒီကကျတော့北区မောင်ကျော်町စီနီယာပေါ့နော်ဒီမှာ北区朝春町ကိုချုံမေပေါ့နော်အဲ့စီနီယာခိုင်အင်းအဲ့ဒီခုရှိမယ်အဲ့တော့ဒီမှာအောက်မှာဒီတက်စားစနဲ့ပတ်သက်ပြီးတော့ဖတ်မယ်ပေါ့နော်スーパー森下の会員一般会員シニア会員のお客様はအဲ့တော့お客様はスーパー森下で買い物を求めになった常温の商品を自宅まで配達いたします。ဒီမှာဆိုရင်စူပါမိုရီစတိုင်းစပါရဲ့ခိုင်အင်းတွေပေါ့နော်အဲ့ဒီမှာဆိုရင်ပုံမှန်ရှိမဲ့စီနီယာお客様တွေကိုကျတော့ဒီတောင်းဆိုတဲ့ဂျုံတို့ရှော်ဟင်းဒီပုံမှန်ပစ္စည်းတွေပေါ့နော်အဲ့ဒါတွေကို配達လုပ်ပြီးရပေါ့နော်အဲ့တော့ご利用を希望されるお客様は1階サービスカウンターまでお越しくださいအဲ့တော့ဒီသုံးကျင်တဲ့လူတွေက1階サービスカウンターသွားပေးပါပေါ့နော်အဲ့တော့ဒီမှာဆိုရှင်လေတိုးလေဆိုတော့商品は自宅サービスは対象以外です対象外ですဆိုတာကမလုပ်ဘူးပေါ့နော်အဲ့ဒါတွေမပို့ဆွဲတယ်ပဲအဲ့တော့စမ်းရောဘက်ကိုကကျတော့横sorry 縦横ဒီလောက်ဒီကို high တက်စိတ်တက်ရှိမှာအဲ့ဒါတွေပို့ပေးပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီရော NK ကကျတော့ဒီအသုံးပြုနိုင်တဲ့ဥစ္စာတွေကကျတော့一般会員ကကျတော့お買い物の合計金額3000円以上でご利用になります。အဲ့တော့ဒီမှာဆိုရှင်3000နဲ့အထက်ဒီဆိုရှင်သုံးလို့ရမယ်ပေါ့နော်။စီနီယာ level တွေကကျတော့1100နဲ့အထက်ဆိုရှင်သုံးလို့ရမယ်ဆိုရင်အဓိပ္ပာယ်100ဆိုတော့1000ပြည့်မှာမယ်နော်။အဲ့တော့ထားတယ်နော်その他の注意事項でသတိထားရမယ့်ဥစ္စာတွေကကျတော့一般会員シニア会員ともに送ることができるのは3ပတ်ကိုပေါ့နော်အဲ့တော့ဒီシニアပဲဖြစ်ဖြစ်一般ပုံမှန်ပဲဖြစ်ဖြစ်3ခုပဲပို့လို့ရတယ်ပေါ့နော်ဟိုခိုင်းမနိုの合計金額はအဲ့တော့ဒီပစ္စည်းတွေရဲ့အားလုံးတန်ဖိုးပေါ့နော်宅配サービス対象外のもの含むがအဲ့တော့ဒီအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကပေါ့နော်ဥယ်တော့金額未満の場合အဲ့ဒီပေါ်ပစ္စည်းအပေါ်ဥစ္စာတွေမပြည့်ဘူးဆိုလို့ရှိရင်ဒါကိုဟာဒီ service ကကိုဒီရောနားထဲမှာဆက်ပစ္စည်းပို့လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သူပို့တဲ့နေရာတွေကဒီ3ခုနေရာရှိမယ်ဟုတ်အဲ့တော့နောက်တော့အခုကကြတော့ဒီမှာ high desk ကြည့်ကံပေါ့နော်အဲ့ဒီဟာရဲ့ဒီအချိန်ဒီမှာပို့ပြီးပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှိမယ်အဲ့တော့ high desk ကြည့်ကံက AB တို့ကြည့်တာကတော့ကြည့်ကံကနာရာပေးမှာအဲ့ဒါပဲမှာရွေးချယ်လို့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ご利用方法သုံးလို့ရမယ့်နည်းလမ်းတွေကကျတော့ခိုင်းခဲの後ပတ်စံတောင်းပြီးတော့ဆိုရင် high desk のご希望の商品を1階サービスカウンターでお持ちくださいအဲ့တော့1階サービスカウンターကိုယူလာပေးပါご希望の high desk 希望する商品のみは会員カードレシートを見せ配達受付をしてくださいအဲ့တော့ဒီမှာဆိုရင်လောက်ထားတဲ့ပစ္စည်းတွေကိုခိုင်
ခါတို့လက်ရှိခိုင်ကနဲ့လက်ရှိကိုပြပြီးတော့ဒီဥစ္စာကိုပို့ပေးလို့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟုတ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကပစ္စည်းကြည့်ရမယ် senior level နဲ့ event ပဲရမှာဆိုတော့ဒီအဆန်ကပြုတ်သွားပြီပေါ့နော်အဲ့ဒါကမှဒီမှာနေရာကိုကြည့်မယ်ဆိုလို့ရှိရင်လို့ကြည့်ရမယ်ဆိုတော့နေရာကဒီမှာဒီခဏတန်လေးကိုခဏယူလိုက်နော်ဒီလိုဒီမှာဆိုရင်သူပို့လို့ရမယ့်နေရာတွေပေါ့နော်အဲ့တော့ဒီမှာချင်းနာဂကုအလယ်ပိုင်းမှာဆိုလို့ရှိရင်နာဂိုင်းမချိဆိုင်ကိပို့မယ်ပြီးလို့ရှိရင်မီဒိုရီမချိဆိုင်ကိပြီးရင်ဟနာမူရီမချိအချောမေကနေဒီကိုချောမေတိပို့မယ်ပေါ့နော်အဲ့တော့ဒီမှာကကျတော့သူကနာဂကုမီဒိုရီမချိကရုံးချောမေနာဂကုမီဒိုရီရုံးချောမေသူကじゃဒီနေရာကိုပဲပို့တာပေါ့နော်အဲ့တော့ဒါကမပါတော့ဘူးနောက်တစ်ခုကကျတော့သူကဒီဟာကိုပဲ1ကနေ9အထိပို့တာပေါ့ဒီမှာက4ဆိုတော့ဒီကောင်ကじゃဒီနေရာပဲပို့တာဆိုမဟုတ်တော့အဲ့တော့နောက်တစ်ခုကကျခိတာကုစင်ကျော်မချီခိတာကုစင်ကျော်မချီはခိတာကုရဲ့စင်ကျော်မချီခိတာကုရဲ့စင်ကျော်မချီはသူကじゃ一ချောမဲကိုပို့မှာဆိုတော့မဟုတ်တော့ဘူးတော့သူကじゃ3ကနေ6ထိပဲပို့တာဆိုတော့မှားသွားပြီတူလည်းပေးလိုက်ဘော3ခုပေးလိုက်ရဆိုတော့ဒီတက်ကမရှိဆိုင်မရှိတော့ဘူးနော်သူကじゃဒီမှာ1ကနေ1ကနေ9ဆိုတော့ဒီကတိုက်ပေးမှာဒီဟာကじゃခိတာကိုရဲ့အဆာဟာရူမချီပဲဟောခိတာကိုရဲ့အဆာဟာရူမချီဇင်ခိsorry ဒီဟာလည်းအကုန်ပို့တာပဲ1ကနေ9အထိကိုမသူကခုနကမှပြောလိုက်တယ်ဗောနော်ဒီဟာမပို့ဆိုတော့ဒီဟာကတူတူပဲပို့ဒီနေရာကတော့ပို့လို့ရတယ်ဗောနော်အဲ့ဒါကိုမသူကအပန်းခိုင်အင်းနဲ့ရှီနီယာခိုင်အင်းရှိရပေါ့အဲ့ဒါကမှသူကကျတော့စီနီယာအပန်းခိုင်အင်းဆိုရင်3000ထက်မှပို့ပေးရဆို2500ဆိုတော့မရတော့အဲ့တော့စီနီယာခိုင်အင်းက1000ထက်ဆိုတော့ရတယ်ဆိုတော့ဒီဟာကအဖြေမှဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတာပါအဲ့တော့အဖြေမှကရုံးမှဖြစ်သွားတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးပါနားလည်မှာတော့မသိဘူးနော်အဲ့ရှိအဲ့တော့ပြန်ပြောပြရမယ်ဆိုရင်ဒီဆန်ကကျတော့ဘာလို့လဲဆိုအပြင်လူဖြစ်နေလို့မရဘူးပို့လို့မရဒီခါဝါကိုချီဆန်ကကျတော့သူက一般ကိုမှသူ3000ထပ်ဖြစ်ရမယ်ဆိုတော့မရတော့ဘူးသူကစီနီယာ一般ဆိုလို့ရှိရင်3000ထပ်ဖြစ်ရမယ်ဆိုတော့မရတော့အဲ့တော့ဒီမှာကကျတော့ဟာရီဆန်ကကျတော့စီနီယာကိုမှသူ့ရဲ့နေရာကိုပို့တဲ့ဥစ္စာမရှိတာပေါ့နော်သူ့နေရာကိုမပို့တာခိတာကိုစိန်ခိတာကုစင်ကျော်မချီအချီဆိုတော့ခိတာကုစင်ကျော်မချီအချီခိတာကုစင်ကျော်မချီအချီကတော့သူက3ကနေ6ထိပို့တာဆိုမဟုတ်တော့ဘူးเนาะအဲ့ဒါကြောင့်မလို့ဖြေမှန်ကတကပတ်ချီဖြစ်သွားတယ်ပေါ့နော်はいတော့နောက်တစ်ခုကကျတော့ခါယမဆန်は一般会員でこの宅配サービスが利用可能であるဒီ一般ဖြစ်တဲ့အတွက်ကြောင့်သုံးလို့ရတယ်ပေါ့နော်今日水などの常温の商品と冷凍食品を買うつもりであるအဲ့တော့ဒီမှာလေသူကဒီနေ့ရေတွေချတဲ့ပစ္စည်းတွေအေးဆိုင်ပစ္စည်းတွေကိုပို့မယ်ဝယ်မယ်ပေါ့နော်အဲ့တော့明日の午前中に商品を届けてもらいたいတော့မနေ့ပိုင်းမှာပစ္စည်းတွေကိုအိမ်ရောက်ချင်တယ်送れるのはなんで受付はいつからいつまでに済ませなければならないかအဲ့တော့ပို့နိုင်တာကဘာနဲ့ပို့မလဲဘယ်ချိန်မှာဘယ်ချိန်ကနေဘယ်ချိန်ထိပြီးscan လုပ်လို့မရဘူးမလုပ်လို့မရဘူးလဲဆိုတာကိုကြည့်ပြရမယ်ပေါ့နော်はいတော့ဒီမှာသူရဲ့
လိုချင်တဲ့ဥစ္စာတွေကမီးစုနာတူရဲ့ပြီးရင်ချောဟင်းတွေလေတူရှော့ကိုဟင်းတွေကိုဝင်မှာပေါ့နော်အဲ့တော့ကိုစန်းချူမနှက်ပြန်ကိုစန်းချူတဲ့မှာသူကလိုချင်တာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဖြေလေးရှာကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မနှက်ပြန်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာတရားကြည့်ပါတော့ဒါမနှက်ပြန်ဆိုတော့ဒါညနေမှရောက်ပါသူကမနှက်ပြန်မနှက်ပါတော့ကိုစန်းချူလိုချင်တာဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုရင်ရှော့ကိုချစ်စွကိုကဒါကျတော့နေ့လယ်ပိုင်းရှော့ကောညနေပိုင်းနေ့လယ်ပိုင်းရောက်သွားပြီပေါ့နော်အဲ့တော့ရောက်ကူးချစ်စွကောကောတရားလေးမဖြစ်နိုင်တော့ကောကောဖြစ်သွားတော့အဲ့တော့ရောက်ကူးချစ်စွကောစန်းခုကြီးကာရ sorry ခုကြီးကာရရှော့ကောပေါ့နော်ဒီဟာရဲ့ဟုတ်တယ်ခုကြီးကာရစလုံးပါဆိုတော့ဒီဟာရဲ့နောက်တစ်ရက်ကကြတော့မနေ့ပြန်ဒီနှစ်ခုတွေကရွှေ့ရမယ်ပေါ့နော်အဲ့တော့မနေ့ပြန်မနေ့ရောက်တာဆိုလို့ဒီနှစ်ခုပဲရှိရပေါ့နော်အဲ့တော့သူကနောက်တစ်ခုကကျတော့လဲတိုးပဲရတာတည်လို့ရတာဆိုတော့sorry လဲတိုးပဲရတာဆိုတော့ဒီမှာလဲတိုးပဲရတဲ့ဥစ္စာပဲအောင်ဒီမှာကလဲတိုးပစ္စည်း sorry လဲတိုးပစ္စည်းတွေကမပို့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဆိုတော့လဲတိုးပါတဲ့ဥစ္စာတွေကိုဖြုတ်လို့ရပြီပေါ့နော်လဲတိုးအဲ့တော့လဲတိုးပါတဲ့ဥစ္စာတွေကိုဖြုတ်လို့ရပြီဆိုတော့ဒီမှာအီချီဘန်နဲ့နီဘန်ကိုဖြုတ်လို့ရsorry စမ်းပန်းနဲ့ယုံပန်းနဲ့ဖြုတ်လို့ရပြီပေါ့ဒီနှစ်ခုကလဲတိုးပါနေလဲတိုးဤခိုင်းမဲ့ပို့ပြီးတော့ဆိုတော့လဲတိုးပိုင်းမပို့ပြီးဆိုတော့စမ်းပန်းနဲ့ယုံပန်းတွေကဖြုတ်လို့ရပြီပေါ့နော်အဲ့ဒီကမှဒီအချီဘန်နဲ့နီဘန်တွေကိုကြည့်မယ်ဆိုလို့ရှိရင်သူကဒီနှစ်ခုပေါ့နော်ဒီနှစ်ခုဆိုတော့ဒီနှစ်ခုကြည့်sorry နှစ်ခုကြည့်ရမယ်ဆိုတော့ကိုစန်းကိုကို sorry ရှောကိုကာရကိုကို요지만에 그래서 그거 요지가라 그거 주지만에 쇼거 누가 쇼세 고생하니 며 그거 요지만에 서로 마다 이거노 알아 갈래서 두의 피가 저러 고생만 봐오거노 고생만 봐로 또 그거 니네야ပဲစမှာဖြစ်တဲ့ကြောင့်မို့နေ့လယ်ပဲပို့ရမှာပဲတဲ့ကြောင့်မို့ဒီဟာကအဖြေထဲမှာမပါနေဘူးပေါ့နော်အဲ့တော့ဒီဟာအချိန်ပိုင်းကပယ်လို့ရပြီအဲ့တော့ဒီမှာဆိုရင်ရှော့ကောကဂျူကြီးမှလည်းပို့လို့ရတယ်ဆိုတော့အဖြေပိုင်းကနေပိုင်းဖြစ်သွားတယ်ပေါ့နော်ဟိုက်နည်းနည်းလေးတော့ရှုပ်တယ်ပေါ့နော်အပေါ်ကြည့်လိုက်အောက်ကြည့်လိုက်ဆိုတော့ဒီချာလေးပြန်ကြည့်မယ်ဆိုတော့နားလည်မလို့ထင်ပါတယ်ဟိုက်နားမလေးလေးပြန်မေးခဲ့လို့ရပါတယ်ဟိုက်အဲ့ဒါဆိုရှင်တော့ဒီနေ့အတွက်2021ဒီဇင်ဘာဥက္ကဋ္ဌရှင်းပြလုပ်ပြီးတာဒီကတော့ဒီလောက်ပါပဲနောက်ပြီးတော့ပြန်နေပါမယ်ဘိုင်ဘိုင်